ဖြူဝင်းတဲ့လက်ကန်ထဲလာတယ်ဂိုးသွားခဲ့ပြီပဲဖြစ်ပါတယ်လက်ရှိမှာတော့ဖြူဝင်းရဲ့ free kick ကန်ချက်ကတော်တော်လေးကိုကောင်းမွန်တဲ့အနေထားမှာတော့ရန်ကုန် United အသင်းရဲ့ဂိုးသမားဖီးပေးလဲဘာမှမတက်နိုင်ပဲနဲ့ ARFC အသင်းရဲ့ခြေပါဂိုးကိုတော့ခွင့်ပြုရပြီပဲဖြစ်ပါတယ်ဒေသချင်း87မိနစ်အရောက်မှာပဲဒီရပိုင်းတစ်ပိုင်းလုံးဒီပါခြေပါဂိုးပြန်ရဖို့အတွက်တိုက်စစ်ကိုအစမ်းကိုမြင့်နေခဲ့တဲ့ ARFC အသင်းဖြူဝင်းရဲ့ free kick ကနေတစ်ဆင့်ခြေပါဂိုးကိုတော့ပြန်လည်ပြီးတော့ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီမှာတော့ရုပ်သံအနေပြကွက်တွေကိုပြန်လည်ပြီးတော့မြင်တွေ့ရတာပဲဖြစ်ပါတယ်ဖြူဝင်းရဲ့ကန်ချက်ကတော်တော်လေးကိုကောင်းမွန်ခဲ့တာပဲဖြစ်တယ်ခင်ဗျာဒီဝဲလုံးအတိုင်းအတာနီးပါလက်စွမ်းပြနေခဲ့တဲ့ရန်ကုန်အသင်းရဲ့ကိုသမာဖီးပေးဒီမှာတော့ပုတ်ထုတ်ကွာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဘာမှမတက်နိုင်ခဲ့ပဲနဲ့ဖြူဝင်းရဲ့တွင်းကိုတော့ခွင့်ပြုခဲ့ရပြီပဲဖြစ်ပါတယ်ဖြူဝင်းအိုရနေလာကန်လာတယ်ဒီမှာတော့အမတ်မထင်ဖြူဝင်းရဲ့ဝေးကန်ချက်ကိုတော့ရန်လန်ဆက်အသင်းခွင့်ပြုခဲ့ရပြီပဲဖြစ်ပါတယ်ဒီချိန်မှာတော့ဖြူဝင်းရဲ့ကန်ချက်ကကောင်းမွန်တဲ့အနေအထားတစ်ခုမှာတော့ရန်လန်ဆက်အသင်းရဲ့ကိုသမာစောင်းပွင့်ဖြူလဲဘာမှမတက်နိုင်ပဲနဲ့ARFC အသင်းကိုတော့စတိုဒါမြောက်ဥဆောင်ကိုဖြစ်ခွင့်ပြုပေးရပြီပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ပွဲစဉ်မှာတော့လည်းရန်ဝင်တဲ့အသင်းဘက်ကို free kick သွင်းကိုနဲ့အတူကိုသွင်းယူနိုင်ခဲ့တဲ့ဖြူဝင်းဒီနေ့ပွဲစဉ်မှာလည်းပွဲကစားချိန်85မိနစ်အရောက်မှာပဲလှပတဲ့အဝေးကန်ချက်နဲ့အတူ ARFC အသင်းအတွက်စတိုဒါမြောက်ဥဆောင်ကိုတော့သွင်းယူပေးခဲ့ပြီပဲဖြစ်ပါတယ်ဒါမလို့လက်ရှိမှာတော့ ARFC အသင်းက4 ဂိုးမရှိဆိုတဲ့ရလဒ်တစ်ခုနဲ့ရန်လိုင်းနဲ့ဆက်အသင်းကိုတော့ဥဆောင်နေခဲ့ပြီခင်ဗျာ